ကျွန်တော်ကောင်မလေးကလေငယ်လေးကပေါင်းလာတဲ့ကောင်နေတဲ့အောင်ပါလေဘာသွားရင်နိုင်ဝက်လောက်တော့မှလွတ်ချင်တာမဟုတ်ဘူးတော့ပြဿနာအကြီးရှာတာခင်ဗျားတို့မို့လို့မကြောက်မီကိုကျုပ်က9နာရီလောက် तू မသိအောင်ဖမ်းပြီးခေါ်လာရဲ तू မသိအောင်လေ तू ပဲအဲ့လိုမျိုး9နာရီလောက်ခေါ်ရတယ်ဆို तू ကခွင့်လို့မထင်လားကျုပ်ပြောပြမယ်ခု9နာရီဆိုတော့နောက်15မိနစ်လောက်ကြာရင်အဲ့တကားကနေဝင်လာလိမ့်မယ်အဲ့တုန်းနဲ့ तू ပဲကို तू မသိအောင်ရှောက်ခေါ်ရဆိုခင်ဗျားအရင်ရိုက်ပါပြီးခင်ဗျားကလေးအဘွားလူခင်ဗျားတော့နည်းနည်းတက်ရတာခက်တယ်တော့နောက်ဆုံးမှရိုက်ခံရလေအမအဆိုးဆုံးပဲနော်ဘာဖြစ်လို့လဲဒီကအတီးမဟုတ်ပဲအမဖြစ်နေလို့နော်အမလည်းကျွန်တော်စကားလည်းမပြောဘူးနော်အမလည်းကျွန်တော်လည်းတီးလည်းမတီးဘူးကျွန်တော်တီးတယ်ဒါပေမဲ့ तू ကအဲ့လိုထင်မှာမဟုတ်ဘူး तू ကမလည်းကျွန်တော်ပေါက်ပြန်နေရဲဆိုရင်အမအသေးကျုံးပါဟဲ့အဲ့ငါမိန်းမလေမင်းဝင်လာငါရှင်းပါတော့ခင်ဗျားမိန်းမမကလို့လေသူတို့နှစ်ယောက်ရဲ့အမေဖြစ်နေအောင်တော့မရဘူးမိန်းမတစ်ယောက်ရှိရင် तू မသိအောင်ကျွန်တော်ပျောက်သွားတယ်ခန်းထဲမှာမိန်းမတစ်ယောက်ထင်ပြီလေထင်ပြီနော်ကျွန်တော်ပြောပြမယ်ခင်ဗျားသူ့တွေးတယ်ဘလောက်တောင်မှကျေပြက်နေဆိုရင်အခုလိုမြင်ငွေကို तू မြင်ဝိုင်းကြည့်ပါလားအဲ့တယောက်နဲ့ကျွန်တော်နဲ့က तू နောက်ကမှဘာညာပေါ့ခင်ဗျားတို့က तू လာမှသိလို့ဂန်စတာအောင်ဆောင်ပြီးတော့ကျွန်တော်ဓမြတက်လုံးဆက်ကြီးကျွန်တော်တို့နှစ်ယောက်ကိစ္စကိုခင်ဗျားတို့ကဖုံးကွယ်ပုံကျဲရပါလိမ့်ပြမှာခင်ဗျားမို့လို့ဗျာဓမြတိုက်တာမိမခေါ်လာရတယ်လို့ဘယ်ဘာစကားပြောလဲရငါတော့တယောက်တည်းမလို့မပါလာတွေ့လားတွေ့ရလေငါလည်းမလို့ပါပဲနားလေအေးလေအချူတခုလုပ်ပြီလေဗျာငါလုပ်ပြီမလားခိုင်းရအဆန်းလိုက်အေးအဲ့တော့ငါပြောချင်တာကလေလှလာဒီပုံလေးလာတယ်ငါမင်းကလှလာလို့အိုးအဲ့ဒီပုံလေးလာဒီပုံလေးအဲ့လေအဲ့ဒီနော်ဟဲ့ဟဲ့မင်းကောင်မလေးကလာတယောက်ထဲလာမှာငါတို့ကဒီမှာ1 2 3 4ယောက်ကြောက်ရမှာလားငါတို့နေထားရင်ဟမ်မိမရဲ့ကြောင့်မသိတာလည်းမဟုတ်ပုံမှန်ချင်းဆိုရင်လေရေတံမှုဖုံးလေးကမဖွင့်နိုင်တဲ့ကောင်မလေးကကျွန်တော်များပျောက်သွားကြည့်ပါလားခင်ဗျားတို့4ယောက်မဟုတ်ဘူးဘောလုံးသတင်းစာခေါ်လာလိုက်အကုန်ရိုက်ခွဲပလိုက်ပါနော်အဲ့ထဲမှာအမတို့လည်းစိုးတယ်တေချာယူဆိုင်တာကိုမိမကိုသူ့ထောင်း location ဒီ location ကိုလေဘယ်သူမှမလာနိုင်ဘူးလေလားပြီးတော့ငါတို့ဒီကောင်လေးမနှဲချခိုင်းထားတာနော်ဘယ်သူမှမလာနိုင်ဒါပေမဲ့ကျုပ်ပြောရင်တော့ तू လာနိုင်တယ်နော်ဘာဖြစ်လို့လဲသိလားခင်ဗျားခုနကယူသွားတဲ့ဖုန်းထဲမှာလေ location share တာအဲ့ application ဖြတ်လို့လည်းမရဘူးသူက passport နဲ့ခတ်ထားပြီးတော့အဲ့ passport သူနဲ့ဖျားပဲသိတာအဲ့ဒါကိုလည်းဗာလေကျွန်တော်ကချစ်လေးကို location လေးယူလာဆို GGV နဲ့ပေးခဲ့တယ်များခင်ဗျားထင်နေလားဟမ်ခင်ဗျားဆိုတော့ပေးမလားခင်ဗျားစံနာနဲ့ဟမ်ပြောရင်တော့စိတ်တွေမှာတိုးလာပြီဟေးမင်း location ဟာဖုန်းထဲမှာပဲပါတယ်ငါ location ကိုနောက်မှပါတွေ့တာဒီလေကိုရှင်းစားပါတယ်ကိုရှင်းစားနော်ငါစစ်စားနေတယ်နော်အဲ့ဒါပြီးတော့မလားတဲ့ပြောငါတို့ဒီထဲမှာမိန်းမကြောက်တဲ့ကောင်တကောင်မပါဘူးရဆရာဟင်ဘယ်လိုလဲအလုံးလုံးနေလေကွာ